အားလုံးကအနိုင်ရမယ်လို့မျှော်လင့်ထားတဲ့ဖုံးမောင်းတဲ့ပွဲစဉ်မှာအာဆင်နယ်အသင်းဟာအိမ်ကွင်းမှာတင်2 ဂိုး 1 ဂိုးနဲ့မထင်မှတ်ပဲရှုံးနိမ့်သွားခဲ့ပါတယ်။ဒဏ်ရာကနေပြန်လာတဲ့အဈေးပါဝင်လာပေမဲ့လည်းအမြောက်တပ်သားတို့ရဲ့ကစားဟန်ကပုံမှန်ထက်တုံ့နှေးနေခဲ့တာပါ။ဂျူနီယာခရော့ဘီကဖုံးမောင်းအတွက်ဥဆောင်ဂိုးဆက်သွင်းခဲ့ပြီးနောက်ဗစ်တာဂီယိုကရက်စ်ကပင်နယ်တီကနေတဆင့်ဒီယာဒီသူ့ရဲ့8 ဂိုးမြောက်ဂိုးနဲ့ခြေပပေးခဲ့ပါသေးတယ်။ဒါပေမဲ့ပွဲကစားချိန်84 မိနစ်မှာအဲလက်စကော့ကအနိုင်ဂိုးသွင်းယူသွားခဲ့လို့ပွဲပြီးမှာတော့အာဆင်နယ်ပရိသတ်တွေရဲ့စိတ်ပြက်လောင်ပြောင်တန်တွေတကွင်းလုံးဖုံးလွှမ်းသွားခဲ့ရပါတယ်။နေပြအာဒီတာကတော့ဒီရလက်ဟာမျက်နာကိုလက်တီးနဲ့အထိုးခံလိုက်ရတယ်လို့ပဲလို့ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပြီးချန်ပီယံဖြစ်မဲ့အသင်းရဲ့ခြေစွမ်းမျိုးမဟုတ်ဘူးလို့ဆိုသွားခဲ့ပါတယ်။မနက်ဖြန်မှာမန်စီးတီးသာချယ်ဆီကိုအနိုင်ရခဲ့ရင်အမှတ်ကွာဟချက်က6 မှတ်ပဲရှိတော့မှာဖြစ်တယ်လို့စီးတီးကတပွဲလဲရော့ကစားထားပါသေးတယ်။လာမဲ့တနင်္ဂနွေနေ့မှာဒီနှစ်သင်းအီတီဟတ်ကွင်းမှာထိတိုက်တွေ့ကြဦးမှာဆိုတော့ချန်ပီယံဆုဖလားပြိုင်ပွဲကတော့အသက်ပြန်ဝင်လာပြီလို့ဆိုနိုင်ပါတယ်။အာဆင်နယ်အတွက်တလုံးငယ်သောခြေပဂိုးကိုပင်နယ်တီကနေသွင်းယူပေးခဲ့တဲ့ဂီယိုကရက်စ်ကကွင်းချေနေပေါ်သူ့ရဲ့အမြင်ကိုအခုလိုပဲပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ပွဲပြီးတက်ခါနီးမှာကျွန်တော်တို့အခွင့်အရေးတချို့ရခဲ့ပါသေးတယ်။ဒါပေမဲ့ပွင့်ပွင့်လင်းလင်းပြောရရင်ကွင်းကနည်းနည်း6တွေ့နေတာကြောင့်ကျွန်တော်တို့ရဲ့ကစားကွက်အတွက်အထောက်အကူမဖြစ်ခဲ့ပါဘူးလို့သူကဆိုပါတယ်။ဒါပေမဲ့ဒါကိုပဲအပြစ်ဖို့မနေပဲကျွန်တော်တို့အားလုံးဒီထက်ပိုကောင်းအောင်လုပ်ဖို့လိုတယ်လို့ရလာတဲ့အခွင့်အရေးတွေကိုလည်းအမိရအသုံးချနိုင်ရပါမယ်လို့ဖြစ်ဆွပြောကြားခဲ့ပါတယ်။ကွင်းချေနေကဘလို့ပဲရှိအာဆင်နယ်အသင်းအတွက်ကတော့ဒါဟာပြိုင်ပွဲစုံနောက်ဆုံး4 ပွဲမှာ3 ပွဲအထိရှုံးနိမ့်ထားတဲ့စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်နေပါတယ်။ချန်ပီယံဆုကိုဥတီနေတဲ့လမ်းကြောင်းပေါ်မှာအခုလိုအိမ်ကွင်းရှုံးပွဲတွေကြုံတွေ့နေရတာကတော့အမြောက်တပ်သားတို့အတွက်တကယ့်ကိုကြီးမားတဲ့တတိပေးကောင်းလောင်းတန်ပဲဖြစ်ပါတယ်ဗျာ။